မျိုးကိုရောက်တဲ့ဆိုလို့ရှိရင်လူသိမ့်မရှုပ်တဲ့တဘာဝတော်ကလေးတွေမှာငြင်းညက်စွာတရှိနေတဲ့ဒီဘုရားကျောင်းကိုလည်းတွားရောက်လည်ပတ်တင်ပါတယ်နော်အဲ့ဒါကတော့ဝက်ဖက်လက်လို့ခေါ်တဲ့ရှေးဟောင်းဘုရားကျောင်းပဲဖြစ်ပါတယ်ဒီဘုရားကိုသွားဖို့အတွက်နာမည်ကြီးတဲ့ Manx Trail လို့ခေါ်တဲ့တောလမ်းလေးအတိုင်းခြေလျင်တက်လို့ရတယ်လို့ကားနဲ့လည်းအလွယ်တကူသွားလို့ရပါတယ်ဒီဘုရားကျောင်းဝင်းလေးကတောအုပ်ထဲမှာတည်ရှိနေတာမလို့အရန်ဟူပဲတိတ်ဆိတ်ပြီးတော့ငြင်းချမ်းလာပါတယ်ဒီဝက်ဖန်လေးရဲ့တမိုင်းကြောင်းကလည်းတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ဒဏ္ဍာရီတွေအရဆိုလို့ရှိရင်ဒိုင်ဆူသက်တောင်ပေါ်ကိုဖျားပစ်ဆောင်လာတဲ့စင်ဖြူတော်ကဒီနေရာလေးအရောက်မှာအမောပြေရင်နာခဲ့တယ်လို့လည်းဆိုထားပါတယ်။ဝက်ဖန်လက်ဆိုတဲ့နာမည်ကတော့ဆွေကြည်ကျော်ကြောက်ဆောင်လို့အတိပယ်ရပါတယ်တဲ့။ရှေးရခင်အားဆိုလို့ရှိရင်ဒီဒိုင်ဆူသက်ဖျားကိုတက်တဲ့ဖျားဘူးတွေနဲ့ရဟန်းနေရဆိုလို့ရှိရင်ဒီဝက်ဖန်လက်မှာစကန်ချပြီးတော့အနားယူတဲ့နေရာတစ်ခုလေးဖြစ်ခဲ့ပါတယ်။ဒီဘုရားကျောင်းဝင်းထဲမှာလက်နက်ခေပြီးသူကလက်ရတဲ့အပြင်မြန်မာမှုလက်ရအငွေသက်တွေကိုပါရောရှက်တွေ့မြင်ရမှာပါဒီဘုရားကျောင်းဝင်းထဲမှာဆိုလို့ရှိရင်ရင်းညစ်ရလွန်းနေတဲ့ချင်းသေးရုပ်တုတွေနဂါးရုပ်တုတွေနဲ့ဒီရှေးအောင်စီတီတော့ဆိုလို့ရှိရင်လည်းတကယ်ကိုရှေးအောင်လက်ရတွေဖြစ်ပါတယ်တရားရဲ့အတန်လေးရေစီးတန်လေးတွေနဲ့အတူအေးချမ်းတဲ့ vibe ကိုအပြည့်အဝခံစားလို့ရတဲ့နေရာလေးတစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ချင်းမိုင်ကိုလာလဲဆိုလို့ရှိရင်ဝက်ဖာလက်ဖျားကျောင်းဝင်းကိုလည်းမဖြစ်မနေဝင်ရောက်လဲပဲဖို့အတွက်တိုက်တွန်းပေးရစီနော်။ဒီဘုရားကျောင်းကနေပြီးတော့အပြန်မှာတော့အနည်းဆုံးရှိတဲ့ချင်းမိုင် view point တွေကိုလည်းဝင်ခဲ့ပါသေးတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။